ဘာလို့ကဘာကြီးကခမားကို၈နိုင်ပဲအလုပ်လုပ်ခိုင်းတာလဲဘော်လာတို့မနဲ့မိုးလင်းတို့အလန်းမိတာနဲ့အချင်းမူတူကြီးထပြီးတော့ရုံးကိုသွားတဲ့အလုပ်ခွင်ထဲမှာ၈နိုင်ကြအောင်ပင်ပန်းကန်လောက်ကင်ပြီးတော့ညနေကျမှအိမ်ပြန်လာရတဲ့ဒီ8 to 5ဒါမှမဟုတ်9 to 5ဆိုတဲ့စနစ်ကြီးထဲမှာလေပတ်နေရတာရင်းငွေးကိုမကောင်းဘူးလားအဲ့လိုပြောလိုက်တော့ဟာ brotherဘောရက်ဒီဘိုပတ်စံရှာရတာပဲကဘာဘောကလူတန်းနဲ့ဒီတိုင်း၈နိုင်လုံးနေကြတာပဲဥစ္စာလို့လူတန်းကတွေးနေကြမှာတော့အမှန်ပါပဲဒါပေမဲ့အဲ့ဒီ၈နိုင်ဆိုတဲ့သတ်မှတ်ချက်ကြီးကအများနဲ့ကျွန်တော်တို့အလုပ်သမားတွေဝန်ထမ်းတွေကိုတနာလို့အနာပေးထားတာမဟုတ်ပဲကျွန်တော်တို့အဲ့ဒီကပတ်စံတွေကိုကုမ္ပဏီကြီးတွေစီပြန်ပြီးစီးစင်းသွားအောင်ဗီဒီယိုမြောက်စီစဉ်ထားတဲ့ထောင်ချပြီးတစ်ခုဆိုရင်ရောခင်ဗျားတို့ယုံနိုင်ပါမလားဆိုတော့ဗီဒီယိုကိုအဆုံးထိကြည့်သွားပြီပါအမိုင်းကြောင်းကိုပြန်ပြီးတော့ကြည့်မယ်ဆိုရင်ဒီ၈နိုင်အလုံးချိန်စနစ်ကို1914ခုနှစ်ဝန်းကျင်တုန်းက Ford Motor Car ကုမ္ပဏီပိုင်ရှင်ကြီး Henry Ford ကနေစပြီးတော့မိတ်ဆက်ပြီးခဲ့ပါတယ်လူတွေထင်တာကအလုပ်သမားတွေကိုတနာလို့၈နိုင်ပဲခိုင်းတာပေါ့တကယ်တော့အဲ့ဒီအထိပ္ပယ်ထက်ပိုပြီးတော့လေးနက်ပါတယ်အထေးကြီးတွေတွက်ချလိုက်တဲ့ဒီလှည့်ကွက်ကတကယ်ကိုကြောက်ဖို့ကောင်းတယ်လို့ပြောရပါမယ်အကယ်၍ခင်ဗျားကိုတရက်12နာရီ14နာရီလုံးအလုပ်လုပ်ခိုင်းထားမယ်ဆိုရင်ခင်ဗျားမအလုပ်ပြီးတာနဲ့ပင်ပန်းလုံးအိပ်ပြန်အိပ်ဖို့ကိုပဲစဉ်းစားတော့မှာပတ်စံသုံးဖို့အတွက်လည်းအချိန်ကမရှိတော့ဘူးဒါပေမဲ့အလုပ်ချိန်ကို၈နိုင်လို့ကန့်သက်ပေးလိုက်တဲ့အခါမှာတော့အလုပ်သမားတွေဟာရုံးစင်းတာနဲ့စိတ်ဖိစီးမှုတွေများနေပြီဖြစ်တဲ့အတွက်ငါပင်ပန်းထားတာပဲကိုယ့်ဘက်ကိုစူးချရအောင်မှဆိုပြီးတော့ကော်ဖီတွေတောက်တယ်ရုပ်ရှင်တွေကြည့်တယ်အဝတ်စားတွေဝယ်ကြတယ်ပတ်စံကိုတို့အလူရပြန်ဖြုံးကြတော့တာပဲဖြစ်ပါတယ်ဆိုလိုတာကဘာလဲဆိုတော့ကုမ္ပဏီကြီးတွေကခင်ဗျားတို့ကိုလားစာအနေနဲ့ပတ်စံပေးတယ်ပြီးရင်ခင်ဗျားကို၈နိုင်အလုပ်လုပ်ခိုင်းပြီးတော့စိတ်ပင်ပန်းအောင်လုပ်တယ်အဲ့ဒီနောက်ခင်ဗျားအလုပ်စင်းလို့ကြံတဲ့အချိန်တွေမှာအဲ့ဒီစိတ်ဖိစီးမှုကိုဖြေဖျောက်ဖို့အတွက်ပဲခင်ဗျားရဲ့လားစာပတ်စံတွေကိုသူတို့စီမှာကုန်ပစ္စည်းတွေပြန်ဝယ်ရင်းနဲ့အကုန်ကြခံအောင်ဗီယူအမြောက်ထောင်ချောက်ဆင်လာပြီးတာပါဒါကိုစီးပွားရေးလောကမှာမြန်မာလူတိုင်းရပြောရမယ်ဆိုရင်တော့ကြော့တွင်းပတ်လမ်းကြောင်းလို့ခေါ်ပါလိမ့်ခင်ဗျားကအချိန်အများကြီးမရှိတဲ့အတွက်ချက်ပြုတ်စားမဲ့အစားအသင့်အစားတွေကိုပဲဝယ်စားရတယ်ကိုယ့်အကိုပြန်ပြီးပြုစုပြောထောင်ဖို့အချိန်မရှိတဲ့အတွက်ဖြော်ဖြေရေး application တွေပေါ်မှာပတ်စံပေးပြီးအပန်းဖြေရတယ်ဆိုတော့ငါတို့ကလွတ်လပ်တဲ့လူသားတွေဖြစ်ဘဝကိုဖျက်ဆီးနေရတာမဟုတ်ဘူးသူတို့သတ်မှတ်ပေးထားတဲ့အလုပ်လုပ်ပတ်စံရစိတ်ညစ်လို့ပတ်စံပြန်ဖြုံးပတ်စံကုန်လို့အလုပ်ပြန်လုပ်ဆိုတဲ့အဆုံးမရှိတဲ့တန်နေရစက်ဝန်ကြီးထဲမှာပဲအသိဉာဏ်ရှိနေရင်အသိဉာဏ်မဲစွာလေပတ်နေရတဲ့သားကောင်တွေဖြစ်နေပါတယ်ဆိုတော့မနှက်ဖက်ယုံသွားအလုပ်သွားတဲ့အခါမှာကိုယ့်အကိုပြန်ပြီးတော့မေးကြည့်ပါငါတကယ်ပဲဘဝကိုတန်ဖိုးရှိနဲ့တိဆောက်နေတာလားဒါမှမဟုတ်တို့တွေစင်ထားတဲ့၈နိုင်စက်ဝန်တွေကတွက်တကောင်လိုပဲဒီတန်နေရာထဲမှာပတ်ချလဲနေတာလားဆိုတာဒီမေးခွန်းကတခြားတွေးရင်တော့ခေါင်းထဲစားရပါတယ်ဘော်လာတို့အခုလိုအလောလောလိုက်ပတ်စံပြန်ဖြုံးလိုက်နေပဲဘဝကြီးကရှေ့မတိုးပဲတနေရာထဲမှာလဲနေတယ်လို့ခံစားဘူးလားကောမတ်မှာပြောပြပေးခဲ့လို့ရပါတယ် See you in the next video.